Hello အားလုံးပဲမင်္ဂလာပါချစ်တို့စကားလေးနည်းနည်းတော့ပေးပြောခွင့်ပြနော်ကျမနောက်တစ်ပတ်အဖွဲ့ဝင်ခေါ်မယ်ဆိုကျမကစီမင်းစည်းကမ်းအဓိကစီမင်းစည်းကမ်းနှစ်ချက်ပြောမယ်နံပါတ်1အချက် group မှာအပူတဲ့လုံးဝမလာပါနဲ့ကုန်နေပြီးဘလို့လောက်ရမလဲအမလေး2ရက်အတွင်းကြော်သွားလို့ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တော့အပူတယ်မလာပါနဲ့ဒါအခုချိန်မှပြောတဲ့စကားမဟုတ် second round ပြောတဲ့စကားနံပါတ်2အချက်ပတ်တီးတကယ်ပတ်နိုင်တဲ့လူမှလာပါကျမစီကန်းနဲ့ကျမလုပ်တယ် main နေတက်ခဲ့တယ်ဆိုတာအချိန်ပြည့်တော့၄ခွက်တင်တယ်မိကျင်ပြီးမှမမိကျင်မဘူးဒါပေမဲ့ပတ်တီးပတ်နိုင်တာပိုကောင်းတယ်အဲ့ဒါမခင်နဲ့လက်သွဲမဆို group မှာအပူမပေးပါနဲ့မခင်ကလေလိန်လည်းမပြောဘူးမခင်ကြိတ်ပြီးကုနေရတယ်ကြီးပေါင်းဖြစ်နေတာပြန်ဖြစ်လို့3ရက်ရှိပြီးဖြစ်နေတာဖြစ်တော့မနေ့ကစီကန်းသွားတယ်တွေးလဲတိုးနေတာဒါပေမဲ့မခင် group ကလူတိုင်းသိတယ်တခွန်းမခင်နေမကောင်းမပြောခဲ့ဘူးအရန်ဝင်းနေတယ်နော်မပြောခဲ့ဘူးအဲ့ဒါဒီနေ့လဲ CD6 group CD6 group 2ယောက်မှွေသွားတယ်ဘာဖြစ်တဲ့ညာဖြစ်တဲ့ငွေနဲ့ရင်ပါတခါတည်းပြောလိုက်မယ်နောက်တစ်ပတ်လုံးဝလာမွေပါနဲ့ group မှာလည်းရေးထားတယ်အဲ့လိုလိုမျိုးမှတ်လာတယ်လွှဲတာနဲ့ပတ်စံပြန်လွှဲပြီးမလာပါနဲ့တောင်းမှန်နဲ့တောင်းမှန်လိုက်တယ်သိလားမခင်မမဟုတ်ဘဲကနန်းပေးတဲ့ဆရာမဆိုကိုကနန်းကိုအစိုးရထွက်မခင်ကတေချာလို့ပိုင်လို့အပင်စုံလို့ပညာကုန်လဲချပြတာတယ်ဘယ်အချက်မခင်စီမှာကနန်းယူတဲ့လူတိုင်းမခင်စီကပညာအကုန်ရတယ်သိမယ်နော်ယူတဲ့လူတိုင်းသိတယ်ဒီတပတ်လည်းဘယ်အချက်ကြောင့်ဒီပတ်တီကိုထုတ်ပြတာဘယ်အချက်တဖြည်းဖြည်းမခင်တရက်တစ်မျိုးမယိုးနာအဲ့ဒီပတ်တီအကြောင်းရှင်းပြခဲ့တယ်ဒါမခင်ခေါင်းကိုမထူနိုင်တော့မှရအောင်ကနန်းကြည့်တယ်ဒီ6ကထွက်နိုင်လားမထွက်နိုင်အမျိုးကြည့်တယ်ကိုပေးတဲ့ပတ်တီကအဆင်ပြေလားမပြေဘူးလားအမျိုးဟာတေးကြဒီညနေ6ဝန်းကြီးချမှာပဲဒါပေမဲ့စိတ်မကောင်းတာအဲ့ဒီ CD6 group မလာပါနဲ့တောင်းမှန်ပါတယ်အဲ့လို group တွေမှာပူမဲ့လူတို့ပောက်ကရပြောမဲ့လူတို့အဖြတ်သမားဆိုမလာနဲ့မခင်ပြမခင်ကနန်းကိုတွေးပဲကြည့်ချင်တယ်ခေါင်းအေးပဲကြည့်နေတောကားဆိုမလို့ချင်ဘူးအဲ့လိုသူတို့ကတောကားပေးမခင်ကတမဖုတ်ပူမိတဲ့ကနန်းကြီးရတာတောကားပုံများတွေးရပို့တိုးတယ်အခုမှပဲညီးပြတာမင်းညနေရဈေးကန်းလည်းပြေးရတာတွေးလဲတိုးတယ်ကြီးပေါင်းအတွက်လဲတစ်ခါတည်းမူးနေတယ်ခေါင်းတွေမူးတာမခင်နော်တစ်ချက်မညီးခဲ့ဘူးနော်ညနေထိကြည့်လိုက်တယ်နောက်မဆုံးတဲ့ကိုကန်ချောမနက်ကအတိုင်းပဲပြန်တိုင်းပဲနောက်မဆုံးတဲ့ကိုကအမြဲရေးပေးတယ်ချစ်တို့လိုက်ပြီးတော့ဝင်ကြည့်ပါအောင်သူများစီမှာမခင်လိုမျိုးတော့ဒီအချက်ရှိတယ်အကုန်လုံးပညာဖွင့်ပြတဲ့လူရှိလားမခင်ပြောတာဘသူကဖွင့်ပြခဲ့လဲဒီပတ်ဒီကိုဓာတ်ကြောက်ပေးတာဓာတ်ကြောက်ဖွင့်ပြခဲ့လားအာတင်တာတိုက်မယ်နော်ထွက်မှာနော်အားပေးတဲ့အမြဲတမ်းစိတ်တော်မကောင်း CD6 group ကိုကြောင့်တော့ကိုတီးပါနောက်တစ်ပတ်မဝဲပါနဲ့နှစ်စားပြန်ရော်ပေးမယ်လာဝဲမဝဲနဲ့တော်ပေါက်တယ်အကောင်ပြောတာတခြား group တွေကငြိမ်နေအားလုံးငြိမ်နေအေးစိတ်ငြိမ်မခင်ပေးလိုက်တဲ့ပတ်တီတစ်ခုကလေအမြဲတမ်း3-4ပင်မစုံမပေးဘူးနောက်ဆုံးပြောမကောင်းဆုံးမှာရက်ကြော်ရင်တော့ထွက်ကိုထွက်မှာအဲ့လောက်ထိအာမခံတယ်အဲ့လောက်ထိအာမခံပြီးခေါ်တာအဲ့တော့ main နဲ့တက်ခဲ့တွေမလိုက်ဟိုရင်းမဖြစ်နဲ့အဲ့ဒါလည်းကန်နဲ့ဆိုင်တယ် main တက်ခဲ့မထိပါမှန်တယ်ဒါမခင်ပြောသလိုပဲပတ်တီပတ်နိုင်တဲ့သူလား group မှာမပူတဲ့ဆိုတာအငြိမ်လေးစိတ်တွေအငြိမ်လေးထားအငြိမ်လိုက်ယုံကြည်မှုရှိမှဖြစ်မှာလေPrecious love with understand အချင်းနဲ့သူနားလည်မှုပေးစောနာမိတ်ဆွေပဲမိတ်ဆွေကောင်းမဲ့လို့ကျွန်မခင်မိသားစုလို့ထားတယ်မခင်စီမှာ group ဝင်တဲ့လူတိုင်းမိသားစုဆိုတာပထမလေးဗီဒီယိုမတင်ပေးဘူးလုံးဝပတိတာပါညာဗီဒီယိုပေးမပေးဘူးဒါပေမဲ့2ရက်မြောက်နေ့ဗီဒီယိုချပြလိုက်တယ်ဒီအချက်ကြောင့်မခင်ပေးတာဒီညနေထပ်ပြီးဗီဒီယိုထပ်ဒီညနေထပ်ပြီးတော့ဒီအချက်ကြောင့်ပေးတာ6ဝန်းကြီးမနက်ကလည်း6လုံးဝထွက်မှာမို့လို့ပေးတာအဲ့တော့မခင်ဒီထပ်ပို့ပြီးတော့ဘာလုပ်ပေးရအောင်ဘာဖြစ်တဲ့ညာဖြစ်တာမလုပ်ပါနဲ့မခင်အပူလို့ဆိုလုံးဝမထားမခင်စိတ်အမြဲတမ်းတချင်းဆိုတော့ပျော်နေတာမခင်ကျမ်းမာရေးရမခင်ပျော်နေတာတွေးမတိုးခြင်းအဲ့ဒါနံပါတ်1ချက်တခါတည်းပြောမယ်အဖွဲဝင်မဆိုစဉ်းစားနံပါတ်1ချက် group မှာတောကားတွေလာမပြောနဲ့နံပါတ်2အချက်ပฏิပတ်နိုင်တဲ့လူမလားလူမြင်တိုင်းငန်းတက်လာကြပါခေါ်တဲ့တဲမှာဒီမိမကြီးမပါဘူးနော်ရတဲ့ပတ်စံတွေအကုန်လုံးမျိုးချစားချလိုက်ပတ်ပျော်ပါတဲ့တဲမှာလည်းဒီမိမကြီးမပါဘူးချစ်တို့မတီးတွန်သေးပေါင်းတော့ကျအပတ်စီလှူနေတယ်လှူပေးနေတယ်အဲ့လောက်တင်စရာမလိုအချိန်တန်လို့ရှိအဲ့ဒီဘလောက်ထိလှူလိုက်တယ်ဘလောက်ထိဟိုရင်းဖြစ်တယ်ဆိုတော့ရေစက်6ဘွဲကြအကုန်လုံးကျင်ညာပြီးမှာ150ကျော်တယ်လှူထားတာပြောပြတာအဲ့ဒါတွန်သေးပေါင်းကျော်တို့တစ်ခုတည်းနင်းလှူနေတာနော်ပန်းသမွင်းတောင်မှာဂျိုခွင်ဖျားတွေပါတခုမှမပါသေးဘူးဒီကြားထဲမှာမေတော်ရက်ခတ်စီသွားတဲ့ပွဲတွေအကြီးကျက်ပြီးတဲ့ပွဲအတိကျက်လူဒါတွေတခုမှအရင်လို YouTube မတင်ဘူးမခင် live လှူထားတယ်သူကလို့ပြောတာမဟုတ်မခင်ဘတော်မှသူအဲ့ဒီ9ရက်တိုင်းပတ်စံအလကားအချောင်ထိုင်စားအစီနဲ့စားတဲ့မိန်းမမို့ပြန်လှူပေးတယ်ဆိုတာပြောပြတာတော်ပေါက်တယ်အဲ့ CD6 လူတိုင်းကိုပြောတာမဟုတ်အဲ့ဒီမှာ rose blood လာပါလားလာမဝင်နဲ့ဝယ်ကြည့်တွေ့မယ်လုံးဝဘလော့မှာ
ပေါက်တယ်အရင်မှခဏလေးတီးခတ်မို့ဒီလောက်တလနာမူတွေချတာပဲ2ရက်ကျော်လို့တိုင်လာပတ်2ရက်ကျော်သွားပြီဘာဖြစ်ကိုကတေချာလို့ထုတ်ပြတယ်ကျမအနေနဲ့ပတ်တီးချင်းတဲ့အချိန်တိုင်းချင်းပြီးမှာကျမအနေနဲ့လှုပ်တင်လှုပ်ထားတာအကုန်လုပ်ပြီးမှာအရန်ကြီးမလှုပ်ကြပါနဲ့ကျမလည်းကျမကျမ်းမာရေးမကောင်းတာမပြောချင်ကျမအမြဲတမ်းပြောတယ်ရွှင်တယ်ကျမပျော်ပါတက်ကြပဲကျမဘဝမှာကျမနေချင်တယ်ကျမတော်လေးကိုတော့စိတ်မကောင်းဖြစ်တယ်ညနေရကျမလည်းပြောတယ်တောင်းမှလည်းမပူကြပါနဲ့လို့တခါတည်း YouTube မှာဟိုတုန်းကပြောတယ်ဘူးတဲ့လူဆိုမလာပါနဲ့လို့အပိတ်တင်းနဲ့6နဲ့ပေါင်းခွန်ရဲ့နှက်ခတ်3ညခွန်3ည3ညစင်းတယ်6နဲ့6နဲ့ပေါင်း2 4နှစ်စင်းတယ်6နဲ့9နဲ့ပေါင်း5 3ပြောင်းစင်းတယ်9နဲ့9နဲ့ပေါင်း9နဲ့5နဲ့ပေါင်း4နှစ်4ပေးတယ်ညနေဘက်9နဲ့9နဲ့ပေါင်း2 4ညနေဘက်မှာ2ပေးတယ်9နဲ့2နဲ့ပေါင်း9 6ညနေဘက်မှာပေးတယ်2နဲ့1နဲ့ပေါင်း3အဲ့ဒီ1ချိန် short တွက်လို့မရဘူးဒီကောင်3ကြိုက်တယ်ဘာဖြစ်လို့ဆိုတော့ကြာတာပရေးဆို9 9ချိန်ဖြစ်စဉ်တစ်ခုတနင်္လာနေ့ညနေ4ခွန်လုံးဝမထိသေးဘူး4ခွန်1ချိန်ကလည်းလောင်းမယ်အဲ့တော့တချို့မခင်ပေးထားတဲ့ပတ်တီတော့မဟုတ်10ပတ်ကျန်ထွက်မှာအဲ့ဒီ10ကဘာဖြစ်လို့လဲတနင်္လာဖြစ်စဉ်ပြီးခဲ့တဲ့ပတ်တနင်္လာဖြစ်စဉ်ရ9ပတ်တီရှိလို့9ကိုစတိုက်ခိုင်းတယ်အခုတနင်္လာဖြစ်စဉ်မှာ10ဖြစ်တယ်အဲ့တော့ကြည့်မှချစ်လို့10တချို့ပေါ့နော်မခင်ပေးလို့မဟုတ်တခြားလူတွေ10ကသမားတွေဆိုအားတင်းပြီးတော့လိုက်2ရက်အတွင်း10ကြလာကနန်းလေးထွက်နေလို့10ဆိုပြီးထိုင်အော်တာမဟုတ်တနင်္လာဖြစ်စဉ်ရပြီးခဲ့တဲ့ပတ် group အဖွဲ့ဝင်တွေဆိုတည်တယ်တနင်္လာကနဘလို့ယူတယ်ဘလို့ညူနေအကုန်လုံးပညာကုန်လဲသင်ပေးတယ်အဲ့ဒီအချက်အရာဆို10ရှိတယ်စိတ်မကောင်းမလုပ်ကြပါနဲ့တော့အဲ့တော့ညနေပိုင်းတီးတဲ့တပတ်စာအချုပ်စတင်တဲ့ညနေပိုင်းတီးတဲ့3ညပတ်တီးဖြည်းဖြည်းသွားဆိုတော့တမင်တကာမပြောလိုက်တာဂရန်နီ10ချိန်ရှိတယ်နောက်တစ်ပတ်ဗုဒ္ဓဝူတီဂရန်နီရှိတယ်ဖြည်းဖြည်းသွားလို့မခင်ကအခုမှဒီစကားပြောတော့ဖြည်းဖြည်းသွားပဲပြောလိုက်တာဂရန်နီမပြောခဲ့တဲ့သူကမခင်တစ်ချက်မှာဖြည်းဖြည်းပဲသွားတော့ညနေပိုင်းတီးတဲ့3ညပတ်တီးဂရန်နီပြောပြမယ်10ချိန်နောက်တစ်ပတ်ဗုဒ္ဓဝူညနေတီအသက်ရှိတယ်ဒါပေမဲ့မနှက်ပြင်ရောဖြစ်နိုင်လားဖြစ်နိုင်တယ်တပတ်ခါလည်းဖြစ်နိုင်တယ်10ချိန်မို့လို့ဒါပေမဲ့အခုကနန်း6လုံးဆိုင်စင်က4ခွန်3နှစ်6တက်6လုံးဆိုင်ဆိုတာနှစ်ပတ်စာမွေးကနန်းတနင်္ဂနွေနေ့ညကြမှာလိုင်းတက်မယ်စနေနေ့ကနန်းမမေးပါနဲ့YouTube မတက်ဘူးလားမမေးပါနဲ့တနင်္ဂနွေညကြရင်တက်ပေးမယ်နှစ်ပတ်စာမွေးကနန်း3ခွက်တင်ပေးမယ်တနင်္ဂနွေညလိုင်းတက်မယ်နှစ်ပတ်စာမွေးကနန်း3ခွက်နဲ့ break တွေအကုန်တင်ပေးမယ်ဂျားထဲမှာမမေးပါနဲ့မဆက်သွယ်ပါနဲ့စိတ်မဆိုးနဲ့ free သမားတွေအဲ့တော့ break အနေနဲ့44 break 60 break ထွက်သွားပြီမွေးကနန်းနှစ်ပတ်စာမွေးဒီတစ်ပတ်အောင်သွားပြီညနေပိုင်းတီးတဲ့3ညပတ်တွေ10ချိန်ဖြစ်တဲ့အတွက်နောက်ထပ်5ချိန်ကျန်နေတဲ့3ချိန်တိုက်ပွားအဲ့တော့ဖြည်းဖြည်းပဲသွားခက်မှန်ကြညနေကနန်း6လုံးဆိုင်ဖြစ်တဲ့အတွက်ဒီတစ်ပတ်မပေးလောက်ဆိုတော့နောက်တစ်ပတ်ချိန်နေပေးလိုက်မယ်3ရက်တွင်ညကိုပြီးသွားပြီ okay စမယ်ဇက်လာညနေပိုင်းတီးတဲ့ Granny 10ချိန်မို့လို့အခု3ချိန်ဝင်နောက်ထပ်5ချိန်ကျန်သေးတယ်ကြာတာပရေးတောက်ကြ1ချိန်16 1ချိန် 100% ထွက်မယ်ကြာတာပရေးတောက်ကြ1ချိန်16 1ချိန် 100% ထွက်မယ်ပြီးတော့73ရက်3လ2025မနေ့ပြန်မနက်မို့ညအဲ့တော့ဒီနေ့မှချစ်လို့လွယ်လေးပဲအမခင်ပြောသလိုပဲဘာမှတွတ်ထားမလုံးနဲ့အုံနှောင်းနဲ့ပဲစဉ်းစားကနန်းကိုသူညံနဲ့ကိုညံနဲ့ရှင်ကစားမှာစက်ကင်နဲ့ကိုနဲ့စဉ်းစားပြီးတော့ညံကစားမှာအဲ့တော့ဒီနေ့ထွက်တာ336တက်ကနန်းလေးလုံးဖြစ်တဲ့အတွက်အဲ့ဒါကိုပဲမနှညကီးယူရမယ်တစ်ချက်50 53 56 51အာမင်မင်းရမရှိဘူး10ခွက်ထုံးစံတိုင်း10ခွက်ပဲပေးမယ်3 4 3ခွန်6ခွန်1 80 83 83ရှင်းနှစ်ကွက်ပဲပေးတာဘာလို့လဲဆိုတော့တက်ကိုမလွတ်တဲ့တော့မနှက်ပြမနှက်ကိုရှစ်ဘူးတက်ကိုမလို့နောက်တစ်ခုမူတစ်ခုပြောပြမယ်တနင်္လာကြစဉ်ရ10ပတ်တီးရှိတယ်ထွက်မယ်တောက်ကြနေမနှက်6နှစ်ပေါင်းချင်း10ဖြစ်တဲ့တော့ထွက်မယ်နောက်တစ်ချက်မခင်အမြဲတမ်းရုပ်ပေးနေကြစကား9နောက်ပိတ်ထွက်ရင်3ထွက်မယ်3နောက်ပိတ်ထွက်ရင်5ထွက်မယ်10နောက်ပိတ်ထွက်ရင်1ထွက်မယ်1နောက်ပိတ်ထွက်ရင်10ထွက်မယ်ဆိုတဲ့အခြေအနေက10ရှိတယ်ဒါပေမဲ့ပတ်ခိုင်းတာမဟုတ်ဘူးနော်မနှက်ပြင်မနှက်ကတော့တက်ကွင်းကြီးတဲ့အတွက်အပြင်းပြေပဲ8380ပဲထည့်ပေးလိုက်တာတေချာတာကတော့ကြာပြီးတောက်ကြ1နဲ့16 100% ချစ်လို့ကုန်းနှောင်းတဲ့အစင်းစားအလုတ်လုတ်တေချာလုတ်အဲ့တော့10ခွက်မနှက်မဟုတ်ညမနှက်ပဲထွက်လို့ရှိရင်ငါချစ်လို့ရင်အဲ့တော့ကျမမှာကာယကံဝစီကံမနောကံပြောမဆိုမှရှိရင်ကုံနှုတ်စိတ်ပြောမဆိုမှရှိရင်ခွင့်လို့အဲ့တော့ကျမစီမှာအဖွဲဝင်မယ်ဆိုလို့ရှိရင်နံပါတ်1ဂရုတော်မှာလာမပူကြပါနဲ့အချိန်တစ်ခုလေးဆောင်နံပါတ်2ပတိဦးစားပေးသမားပဲလာပါအားလုံးချစ်ပါတယ်ရှင်ခုလကံကောင်းကြပါစေ